了钱呢，别再钱哦，到这个的太表不看了，你来干嘛？我来个闭嘴干的，哎，路不要来，要查一下嘞，到了一百不啦？ ချင်းပြည်နယ်မှာဆိုရင်ဒီရွာတရွာကိုသွားတော့မယ်ဆိုလို့ရှိရင်သူတို့ရဲ့စိတ်ထဲမှာသတင်းတက်တက်ကြာတာဗောနော်သူတို့နဲ့ဒီပနာဖြစ်တဲ့လူတွေကနေပြီးတော့ဒီလူကတော့ PDF နဲ့ဆက်သွယ်ရှိတယ် CDN နဲ့ဆက်သွယ်ရှိတယ်ဆိုရင်ဘယ်လိုပြောမလဲအဲ့လိုမျိုးကြာလို့ရှိရင်သူတို့လူသားတိုင်းဖြစ်အသုံးပြုဖို့အတွက်ကိုအဲ့ဒီပါတဲ့လူကဘာတော့ဆိုဘာသာရေးကောင်းတော့မချမ်းဘူး plan ဆွဲတာလုံးပုံလုံးကြီးမှားနေတယ်အောက်ကဒီစစ်မှုထမ်းအကောင့်တွေပေါ်တဲ့အုပ်စုတွေဟာကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေအကုန်လုံးကိုဘာလုပ်ပြရမလဲဆိုတော့ကြက်ပြစ်အောင်စာတင်ပေးရမှာ လူတိုင်းမေးချင်နေတဲ့တော်တော်များများတဲ့ပြာပြည့်ကျင်နေတဲ့အောင်မာလားဒီတိုက်ပွဲဒီရေးတော်ဝင်ကြီးအောင်မာလားကျွန်တော်တို့ပြန်မေးစရာတစ်ခုမှရှိတယ်ခင်များမှာအောင်စိတ်ရှိပါလားဒါပဲ အားလုံးပဲမင်္ဂလာပါစက်တင်ဘာလ18ရက်နေ့အတွက်ပထမဦးစွာတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းချူတွေအပြင်သတင်းကောင်းတွေကိုအားလုံးပဲအရင်ဦးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဆုံးသတင်းလေးကတော့သတင်းနိုင်တိုင်းတဝယ်မြို့နယ်အရှိတော်ဒေသရက်ကန်းစင်တောင်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ယာယီတပ်ဆွဲထားတဲ့နေရာတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့မှတိုက်ပွဲတွေဆက်လက်ပြီးတော့မှပြင်းထန်နေတဲ့အကြောင်းကိုဒေတာရစ်စစ်ရေးသတင်းရင်းမြစ်တွေကသိရပါတယ်စက်တင်ဘာလ14ရက်နေ့ညနေပိုင်းကနေစတင်ပြီးတော့မှတဝယ်မြို့နယ်အရှိတော်ဒေသပကာရီရွာမှာရှိတဲ့ရက်ကန်းစင်တောင်ဘုံကြီးကျောင်းမှာအင်အားတရာကျော်နဲ့ယာယီတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဒီတိုက်ပွဲကစက်တင်ဘာလ15ရက်နေ့ထိပြင်းထန်ခဲ့ပြီးတော့မှအချမ်းဘတ်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တဲ့အကြောင်းမို့လို့ယာယီတပ်ဆွဲထားတဲ့နေရာကနေပြီးတော့မှစစ်သားတွေဆုတ်ခွာသွားတဲ့အကြောင်းမို့လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရတယ်အဲလိုမျိုးကျွန်တော်တို့သိမ်းပိုက်ပြီးတဲ့နောက်မှာပေါ့နော်ဒါကျွန်တော်ညီကိုတွေကလက်ရှိဒါကျွန်တော်တို့ဒီရကန်စင်တောင်အဲ့ဘက်မှာပေါ့နော်ဒါကျွန်တော်ညီကိုတွေယာယီလဲဒါဒီနေရာကိုတက်ပြီးတော့မှတက်ဆွဲထားရပေါ့နော်အဲ့တက်ဆွဲထားတဲ့နေရာကိုခွေးတောင်သားတွေကလေရင်နဲ့ဇက်လိုက်လာပြီးတော့မှဘုံကျဲတယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ရှိခဲ့တယ်ဆိုတော့ဒီစစ်တပ်ဘက်ကရကန်စင်တောင်ကနေပြီးတော့ဆောက်ခွာပေးလိုက်ရတယ်ဒါပေမဲ့ဒါပကာရီရွာရဲစခန်းအတွင်းမှာလည်းဒါကျပ်စစ်သားအများပြားလည်းရှိနေသေးပြီးတော့မှတဝယ်မျိုးဘက်ကနေလည်းစစ်ကူများပြားပို့ဆောင်နေတဲ့အကြောင်းပေါ့နော်တိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေစေဒါဖြစ်တဲ့အကြောင်းလည်းသိရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလက်ရှိကာလမှာတော့ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ဒီခွေးတောင်သားတွေထိခိုက်ဒေဆုံးမှုတွေများနေတယ်ဒဏ်ရာရတဲ့သူတွေဒါကျွန်တော်တို့အလောင်းတွေကိုပေါ့နော်ဒါတဝယ်မျိုးကိုဒါမြေသေးကားတွေနဲ့ပို့နေလို့သိရပါတယ်ဆိုတော့တနင်္လာရီအတွက်ကတော့ကျွန်တော်အနေနဲ့အင်မတန်မှအားရပါတယ်ခင်ဗျာနောက်ထပ်သတင်းတွေကတော့ဒါကျွန်တော်တို့ဒါလက်ရှိကျွန်တော်တို့စစ်ကော်မရှင်တပ်သားတွေကိုစကားဆစစ်သားတွေကရွှေမော်ကနေပြီးတော့မှပြန်လာတဲ့အရက်သားပြည်သူ9ယောက်ကိုအရှင်လက်မီးရှို့ပြီးတော့မှတပ်ဖြတ်ခဲ့ရမှာတယောက်သာထွက်ပြေးလွတ်မြောက်လာတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများဖွဲ့နေပြီးတော့မှထုတ်ပြန်လာပါတယ်ဒါကတော့စစ်တပ်နဲ့ပတ်သက်တဲ့ရက်စက်မှုရုပ်မာမှုကိုပြောပြတာပေါ့နော်စက်တင်ဘာလ12ရက်နေ့ညနေပိုင်းမှာရွှေဘုံကနေပြီးတော့မှပြန်လာတဲ့ပြည်သူ9ယောက်ကိုကမ်ဘလူမြို့နယ်ရွှေဘုံမြစ်ကြီးနားဗျူဟာလမ်းမိုင်းဘူးကုန်းလမ်းခွဲနဲ့ဇရက်အနီးမှာရှိတဲ့စစ်ကော်မရှင်တပ်သားတွေနဲ့ပြူစောတိတွေကဖမ်းဆီးကြိုးထုတ်ပြီးတော့မှအရှင်လက်မီးရှို့ခဲ့ရမှာ9ယောက်ထဲက1ယောက်သာထွက်ပြေးလွတ်မြောက်လာခဲ့လို့သိရပါတယ်ဆိုတော့တရင်ကမှန်တယ်ပေါ့နော်သူတို့ကရွှေတုံးကအပြန်ဘူးကုန်းလမ်းဆောင်မှာစစ်ခွေးတွေအထိုင်ချလာတာကိုမသိပဲဖြတ်သွားမိရကနေပြီးတော့မှရက်ဆက်စွာမီးရှို့အသက်ခံလိုက်ရတာပါဆိုပြီးတော့မှကမ်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်ဆိုတော့တေဆုံးတဲ့သူတွေကကိုစိုးတင်45နှစ်ကိုဘိုးသက်ခေါ်နော်ကိုဘိုးသက်ခပေါ့နော်16နှစ်ကိုကောင်းကြီးကိုရှစ်သဲမောင်23နှစ်ကိုရီဝေမိုး18နှစ်နဲ့ကိုပါကျဲတို့6ယောက်ပဲဖြစ်တဲ့ထွက်ပြေးလွတ်မြောက်လာတဲ့မောင်ကောင်းအမီလွဲအဲ့ကောင်လေးကတော့အသက်15နှစ်လို့သိရတယ်ပေါ့နော်တော်တော်ရက်ဆက်တဲ့ကောင်တွေဗျာသိတယ်တော်တော်ရက်ဆက်တဲ့ကောင်တွေမင်းတို့လောက်ရက်ဆက်တာမင်းတို့ပဲရှိတယ်အဲ့ရက်ဆက်တဲ့ကိစ္စရက်တွေအတွက်မင်းတို့တွေလည်းကိုပြုတ်တိကံပဲ့တင်တဲ့ကိုထံပြန်လာမယ်ဆိုတော့မမေ့ပါနဲ့လို့ခွေးတောင်းသားတွေကိုဘလာတာကြီးကပြောချင်တယ်နော်နောက်ထပ်သတင်းလေးကတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကဗန်းမောက်မြို့ဒါမြို့သိမ်းတိုက်ပွဲပေါ့နော်ဆင်နွှဲနေတာဖြစ်ပါတယ်ဒါစစ်ကော်မရှင်ရဲ့ကာကင်းစခန်းတွေကိုလည်းတင်စီရမိပြီလို့သိရပါတယ်ဆိုတော့ကာကင်းစခန်းဆိုတော့မြို့ပြည်ကကာကင်းစခန်းတွေရှိတယ်မြို့ထဲမှာလည်းကာကင်းစခန်းတွေရှိတယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်ညီကိုတွေကကာကင်းစခန်းတွေကိုရထားတယ်ဇာတ်ကိုင်းနဲ့အထက်ပိုင်းကတခရိုင်ဗန်းမောက်မြို့နယ်အတွင်းမှာ KIA နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့အကြောင်းလည်းသိရပါတယ်တော်လိုင်းပူပေါင်းတပ်တွေကစက်တင်ဘာလ15ရက်နေ့နံနက်ပိုင်းကနေစတင်ပြီးတော့မှဗန်းမောက်မှာရှိတဲ့စစ်ကော်မရှင်ရဲ့ကာကင်းစခန်းတွေအားလုံးကိုဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရတယ်။ဆိုတော့ဒါတွေကိုလေဒေသခံတွေပြပြချက်တွေကသိရပါတယ်။ဘာမှမပြောတဲ့အခြေအနေတော့မသိရသေးဘူး။ပိတ်ပြီးနေတဲ့သူတွေထောင်ချီရှိတယ်။ငကိုတွေကတော်လိုင်းတက်တွေကမြို့ပြင်ဘက်ကမှနေရာယူထားတာရှိတယ်။ရှမ်းနီတက်ကမြို့ထဲနဲ့တခြားနေရာတွေကိုစိုးပိုးထားရဲဆိုပြီးတော့မှဗန်းမောက်ဒေသခံတွေအဆက်အသွယ်ရသူတူကပြောပါတယ်။ဆိုတော့လက်ရှိမှာဒါဒီကျွန်တော်ကာကင်းစခန်းအချို့ကိုဒါကျွန်တော်သိသိရမိပြီးနောက်ပိုင်းမှာစစ်တပ်ကလေကြောင်းတက်ခိုက်ရေးတွေလုပ်နေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အင်တာနက်တွေ Wi-Fi တွေလည်းကျွန်တော်တို့ကဖြတ်တောက်ထားရလို့သိရတယ်ပေါ့။လောလောဆယ်မှာတော့ကျွန်တော်ညီကိုတွေကကာကင်းစခန်းကိုယူထားတယ်။ဗန်းမောက်တော့မကြခင်ကျွန်တော်တို့ညီကိုတွေရမလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အမြန်ဆုံးရပါစေလို့လည်းကျွန်တော်ပလာတာကြီးဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့ပြည်ကပ္ပစ6ပေါ့နော်
ကပ္ပတာ6မှာကာကွယ်ရေးပစ္စည်းတွေပါတည်လာပြီးတော့မှဒါကာကွယ်ရေးအတွက်ကိုအထူးဆောက်လုပ်ရေးတပ်တွေပါခေါ်သွင်းပြီးတော့မှအပြန်အလှန်ထိုးစစ်ဆင်ပွဲတွေနဲ့အတူတိုက်ပွဲတွေပြင်းထန်နေပါတယ်လောလောဆယ်မှာကပ္ပတာ6ကလုံးဝအခြေအနေမကောင်းတဲ့လက်ရှိအခြေအနေမှာပေါ့နော်ကျွန်တော်ညီကိုတွေအာရကတက်တော် A နဲ့ပူပေါင်း PDF ညီကိုတွေရဲ့စူးစမ်းအားထုတ်မှုကြောင့်ကပ္ပတာ6ဟာဒါပြောမယ်ဆိုရင်တော်တော်လေးကိုအခြေအနေတွေရင်းရိုင်နေတဲ့အနေအထားတစ်ခုမှာဒီကောင်တွေဘက်ကအင်အားဖြစ်တည်မှုတွေရှိလာတယ်ပေါ့နော်ဆိုတော့ဟိုလက်ရှိမှာလည်းဒါကျွန်တော်တို့ဒီရန်ကုန်တိုင်းလှဲကူးနဲ့ပေါ့နော်ဒါမှော်ပြီးနေမီကန်တက်ရင်တွေကနေပြီးတော့မှအင်အားတွေထုံထုတ်ပြီးတော့မှဒါညောင်ချတော့ဝင်းချင်းပေါ့နော်ဒီကောင်တွေဒါအင်အားဖြစ်လာတာတွေတွေ့ရတယ်ဒီကပ္ပစ6မှာရှိတဲ့အဝင်လမ်းမှာပေါ့နော်အဲ့မှာလည်းဒါစလိုးတောင်းတွေကိုဖယ်ရှားပြီးတော့မှဟိုကြီးကာအင်ကြီးတို့ယူဆရတဲ့ဒါကျွန်တော်တို့73ဆောင်ပစ္စည်းတွေတော့အဲ့ဒါတွေကိုကားတွေနဲ့ကပ္ပစ6တွေကိုပို့ဆောင်နေတဲ့အကြောင်းလည်းသိရတယ်ဆိုတော့အခုပို့မဲ့အထူးဆောက်လုပ်ရေးတက်ရင်တွေကတဲ့ထဆရ4ဖြစ်ဖို့များတယ်လမောဘတ်က BG တက်တွေနဲ့တူတူပဲထဆရတက်ရင်4ရင်မှာရှိတာဖောင်ကြီးတက်ကြီးဒါလမ်းဘေးကထဆရ4ကိုပေါ့နော်ဒါထောက်သုံးမှာဖြစ်တယ်လို့သိရတယ်ဆိုပြီးတော့မှ CDN စစ်သားဗိုလ်ကြီးစင်ရောပြောပါတယ်ဒီကောင်တွေနော်ဆောက်လုပ်ရေးတက်ကကောင်တွေတုံးနေရတယ်နောက်ပိုင်းမင်းတို့ engineer တက်ကကောင်တွေလည်းတုံးရမယ်မင်းတို့လေကြောင်းရန်ကာဝေးတက်ကကောင်တွေလည်းတုံးရမယ်နော်တလားမင်းတို့ဘက်ကတဖြည်းဖြည်းနဲ့မင်းတို့တွေနိုင်နေတယ်ပြောတာဘယ်နေရာနိုင်နေတယ်တော့ငါလည်းမသိဘူးနော် Okay ဆိုတော့ဒီနေ့နားဆင်ပြီးတဲ့နောက်မှာ video file လေးကြည့်အောင်ပါပထမဦးစွာကျွန်တော် molecule ဒါကျွန်တော်တို့ drone ပေါ့နော်ဒါ molecule drone force ညီကိုတွေရဲ့သူတို့ရဲ့ activities လေးတစ်ခုပြကြတယ်သူတို့လက်ရှိလေ့ကျင့်ခန်းလုပ်နေတဲ့ဥစ္စာလေးပေါ့နော်အင်မတန်မှကြည့်လို့ကောင်းတယ်ကြည့်မိုက်လေရဟဲ့ဒါတော့မှ drone တော့ဒါ drone force ကညီကိုတွေဟဲ့အောင်မိုက်တယ်နော်တကယ်မိုက်တယ်အဲ့အတန်ကြီးနဲ့တဲ့ကျွတ်စီကွာဟိုဘယ်လိုပြောမလဲထိုးစကန်သိမ့်တိုက်ဖို့တော့ထိုးရမယ်ဆိုရင်ဒီလိုအတန်နဲ့တာဆိုရင်စက်တက်ကကောင်တွေကြောက်ပြီးပြေးတော့တယ်ကွာသိလားအဲ့အတန်ကြီးအဲ့ဒီအတန်နဲ့ပဲအတန်နဲ့ဖျဲချောက်လို့ရတဲ့အနေအထားမျိုးတို့ညီကိုတော်တွေကကျဘယ်လောက်ကြီးချစ်ဖို့ကောင်းလဲဆိုတော့ကြည်စမ်းမအောင်သူတို့တွေတင်တန်းမှာလည်းစူးစမ်းပြီးတော့မှသူတို့တင်ယူနေတယ်လို့မြေပြင်မှာလည်းတကယ်ကိုအားကိုးရတဲ့ PDF ညီကိုတွေဖြစ်ပါတယ်ဘေးရနေကင်းရှင်းပါသေးအဆက်ဆက်ရအဆင်ပြေကြပါသေးလို့ကျွန်တော်ဗလာဒါကြီးကဆူတောင်းပေးလိုက်ပါတယ်နောက်တဲ့ video file လေးတစ်ခုကြည့်အောင်ပါဒါကတော့ကျွန်တော်ကိုဘိုကြီးပေါ့နော်ဒီ video file ဒီကျွန်တော်1နဲ့ဆိုတာနဲ့မိသားစုတွေကိုတင်ပြခြင်းတဲ့ video file ဖြစ်ပါတယ်နားထောင်ကြည့်ပါဦးကိုဘိုကြီးပေါ့နော် မဖြစ်နိုင်ဘူးမေရဲ့ကျွန်တော်ကြားပါလေတက်တော့သုံးကတ်တော့အော်ကတာလွယ်ပြီးတော့နေရည်ပဲကြာလာအော်ပဲတိတ်ထားပြီးကျော်တက်ပါတယ်ဆိုတဲ့ဒီလူငယ်တွေကကျော်ရတဲ့အလုပ်ကြီးကိုတက်တဲ့လောင်ချင်းတက်နေတာမြင်ရတော့ငါတို့အခုချိန်မှာတော့လိုပဲကြက်ခံရမယ်ငါတို့တောင်းနေလိုပဲပြီးခံရမယ်ငါတို့တပ်ပင်နေလိုပဲဒီပြန်တော့စိမ့်လိုက်ရမယ်ငါတို့စိုင်းပေါက်နေလိုပဲတိတ်တော့ကြီးနေရမယ်မဟုတ်လားတော်ချင်းနဲ့ပြည့်စက်ချင်းကိုတောက်စကားနဲ့ထည့်ပြောမခံရတဲ့ဒီနိုင်ငံမှာဟို live ကိုဗီဒီယိုကနဲ့ဘယ်လိုမရအောင်လားလို့ခြာရင်းရတယ်တော်လာရေးပဲမလားဟုတ်တယ်သူတို့မလွမ်းတော့ပါဘူးသူ့မှာကျွန်တော်မလွမ်းတော့ပါဘူးပြောရမှာပဲဒီတောင်တော့ကျွန်တော်ကြိုးစားပါရှင်းတယ်ဖို့ကြိုးစားရလို့ပါကျွန်တော်တို့ပြောနေတယ်မေကိုဘိုကြီးကအခုဆိုတော့ကြာသွားပြီပေါ့နော်ရဲဘော်တွေပေါ်မှာလည်းတကယ်တာဝန်ကျတဲ့အကိုတယောက်ပါပြည်သူတွေပေါ်မှာလည်းတာဝန်ကျတဲ့တကယ်ရဲဘော်တယောက်ပါဟိုသူပြောခဲ့တဲ့စကားတွေကပြောမယ်ဆိုရင်အရန်အဓိပ္ပာယ်ရှိတယ်သူကြာသွားတဲ့ကြောင့်မလို့သူဗီဒီယိုဖိုင်တွေပြန်တင်ရတယ်ပြန်ပြောရတဲ့ဥစ္စာမျိုးမှာအင်မတန်မှစိတ်ထိခဲ့ရပါတယ်အကိုကောင်းရမွန်ရရောက်ပါစေလို့ကျွန်တော်ဗလာဒါကြီးကဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီဒုတက်ချက်စိုးအောင်ပေါ့နော်စစ်တပ်ကလူသားတိုင်းလုပ်ဖို့ဆိုရင်ဘယ်တော့တော့မှရက်ဆက်လဲသိစေချင်ပါတယ်အဲ့တော့နားထောင်ကြည့်ပါဦးစစ်သုံးမစစ်မိတာမျိုးတော့မဟုတ်ဘူးပေါ့ဒီကျွန်တော်တို့တွေဆိုရင်ဒီချင်းပြည်နယ်မှာဆိုရင်ဒီရွာတရွာကိုသွားတော့မယ်ဆိုလို့ရှိရင်သူတို့ရဲ့စိတ်ထဲမှာသတင်းတက်ကြတာပေါ့နော်သူတို့နဲ့ဒီပနာဖြစ်တဲ့လူတွေကနေပြီးတော့ဒီလူကတော့PDF နဲ့ဆက်သွယ်ရှိတယ် CDN နဲ့ဆက်သွယ်ရှိတယ်ဆိုရင်
ယ်လိုပြောမလဲအဲ့လိုမျိုးကြလို့ရှိရင်သူတို့လူသားတိုင်းဖြစ်အသုံးပြုဖို့အတွက်ကိုအဲ့ဒီပါတဲ့လူကဘာတော့ဆိုဘာသာရေးကောင်းတော့မချမ်းဘူးအဲ့မျိုးပေါ့နော်ဖန်စီပြီးတော့မှကြိုးချီတယ်ကျွန်တော်တို့ဒါမျက်စိရှိမှာပေါ့နော်ဖန်စီကြိုးချီတယ်ပြီးလို့ရှိရင်အဲ့ဒါမျိုးဘယ်တော့ငါတို့ကဘယ်ရွာကိုသွားမှမင်းလိုက်ဖို့လမ်းမှာတစ်ခုဖြစ်ရင်မင်းကအဲ့ဒါမျိုးတက်ပြစ်မယ်လို့ပါလို့ပေါ့နော်ချင်းချောက်ပြီးတော့မှလူသားတိုင်းဖြစ်အသုံးပြုခေါ်ဆောင်သွားတယ်ပြီးအဲ့ဒီဘက်ရောက်ပြီဆိုရင်ဒီကျွန်တော်တို့ကိုမျက်စိအမြင်ကြတော့သူ့ပြန်လွတ်လိုက်ပြီဆိုပြီးတော့မှတကယ်တမ်းကျတော့ပြန်လွတ်တာမျိုးမဟုတ်ဘဲနဲ့ဒီတက်ကိုပေါ့နော်ဒီကားနဲ့ပို့တာမျိုးတွေပါလို့အဲ့ဒါမျိုးတော့ဒါကိုတွေ့မျက်မြင်ပေါ့နော်ရှိခဲ့တာတွေတော့ဒီကျွန်တော်တို့ချင်းပြည်နယ်မှာတော့အများဆုံးကျွန်တော်နေခဲ့တဲ့တက်မှာပေါ့တွေ့ခဲ့တာပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲဘာသာရေးခေါင်းဆောင်တွေတောင်မှလူသားတိုင်းဖြစ်လောက်ခံရတယ်ဆိုရင်ကျန်တဲ့ပြည်သူဆိုရင်တော့စဉ်းစားမနေနဲ့တော့เนาะဒီကောင်တွေဘယ်လောက်ရုပ်မာလဲဆိုတော့ကျွန်တော်တို့ဒါဒီ CDN ဝင်လာတဲ့သူတွေရဲ့ပြောပြချက်တွေကသိရတာเนาะဒါသူတို့အတိုင်းဝိုင်းတွေကသူပဲဒါပေမဲ့သူတို့အတိုင်းဝိုင်းတွေကထွက်ပြီးတော့မှလူတလိษံနေပြီးတော့မှလူဘဝရောက်လာတဲ့လူစစ်တွေကပြန်ပြောပြတဲ့စစ်တပ်နဲ့ပတ်သက်တဲ့မကောင်းတဲ့အကြောင်းအရာတွေတခုဖြစ်ပါတယ်โอเคနောက်တစ် profile လေးတစ်ခုကြည့်အောင်ပါဒါကတော့ကြော်ပြောမင်းပေါ့နော်အုတ်ကြီးတွေကိုကြော်ပြောမင်းကနည်းနည်းလေး lesson ပေးတာပါတယ်စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့နားထောင်ကြည့်အောင် စစ်မှုထမ်းဆိုတရင်ကြတာ ਨੇ ပြေးဖို့ပဲပြင်တော့တာဘာလို့သူတို့တေးသေးချာနားလည်အောင်ရှင်းပြမဲ့လူတေးချာရှင်းပြမဲ့လူမရှိဘူးပြီးရင်ရှင်းပြတဲ့သူပေါ်မှာလည်းမယုံကြည်ဘူးရှင်းပြတဲ့သူကလည်းအာမခံမပေးဘူးအဲ့ခါကျတော့ပြတ်တက်တယ်ပေါ့ခုမှရွာတရွာပဲထုတ်တယ်ကျွန်တော်ခဏခဏချင်းပြောခဲ့တယ်ရွာတရွာဆိုပါစို့နော်ဒီကိစ္စကစစ်မှုထမ်းဆက်ဆက်တယ်လို့ကျွန်တော်ကတော့ကောက်ချက်ချတယ်ဘာလို့ဒီပြေးတဲ့အုပ်စုတွေအကုန်လုံးကဒီတလောခုနောက်ပိုင်းမှာပြေးတဲ့အုပ်စုတော်တော်များအဲ့စစ်မှုထမ်းကိုကြောက်ပြေးကြတာများတယ်ဟိုအစောပိုင်းတွေကတော့သူကသူငကိုတွေကသွားနေကြပါဒီအုပ်စုတွေဒါဆက်ဆက်တယ်လို့ကျွန်တော်ခံမန်းနေပေါ့နော်အဲ့တော့ရွာတရွာမှာစစ်မှုထမ်းဆိုတဲ့ကိစ္စပေါ်လာပြီဆိုပါစို့ရွာတရွာမှာယောက်ျားလေးမိန်းကလေး18-35ကျော်မှာယောက်ျားလေးမိန်းကလေးကရွာတရွာမှာအနည်းဆုံး AG 100ရှိတဲ့ရွာတရွာမှာယောက်ျားလေးမိန်းကလေးအနည်းဆုံးယောက်ျားလေး18-35အနည်းဆုံး340ရှိပါတယ်အနည်းဆုံး340ရှိ AG 100ရှိရင်အနည်းဆုံးလူ30လောက်ရှိပါတယ်အနည်းဆုံးလူ30ကြားမှာ30လောက်ရှိပါတယ်နော်အဲကြားမှာ30လောက်ရှိရင်တစ်လကိုတစ်ယောက်ခေါ်မှလာပေါင်း30ကျော်ခေါ်လို့ရတယ်လာပေါင်း30ကျော်အဲတစ်လကိုတစ်ယောက်ခေါ်ရင်သူတစ်လပထမတစ်လတစ်ယောက်တစ်လပြည့်သွားတဲ့အချိန်တစ်လဝင်သွားပြီးတော့ပထမဆုံးမဲနိုင်လို့ပထမကြိုက်လို့ကသွားရမယ်ဒုတိယတတိယရှိမယ်အဲ့တော့တစ်ကမသွားချင်လို့ရှိရင်တို့ချင်းညှိပြီးတော့နှစ်ကအစားထိုး3အစားထိုးသွားကြပြီလို့သွားကြမယ်သွားကြပြီဟိုရောက်တဲ့ခါကျရင်သူတန်းတစ်နှစ်က2နှစ်က24လပဲရှိတယ်2နှစ်ပြည့်လို့ပြန်လာချိန်ဒီမှာခေါ်လို့မပြီးသေးဘူးစနစ်ကြလောက်မပြီးသေးဘူးဆိုလိုတာ plan ဆွဲတာလုံးပုံလုံးကြီးမှားနေတယ်အောက်ကဒီစစ်မှုထမ်းအကောင့်တွေပေါ်တဲ့အုပ်စုတွေဟာပို့လည်းပြောရင်တေးသေးချာနာ web plan မလုပ်ခဲ့ဘူးလို့ကျွန်တော်ကောက်ချက်ချခြင်းတယ်အဲ့တော့အောက်ချိန်မှာဘာဖြစ်လဲမြို့တွေရွာတွေမှာဖြစ်လဲရွာလူကိုပြေးကြလွှားကြကြောက်ကြအဲ့ဒါခါပတ်စံတွေအကုန်လုံးဟိုစစ်မှုမထမ်းအောင်ပတ်စံတွေကိုထဲကြအုပ်ကြီးတွေကပတ်စံတွေတောင်းအဲဒီမှာမြို့နယ်ကတောင်းဟိုကတောင်းဒီကတောင်းနေမှာနေတိုင်းနဲ့တွေ့ရလူကောက်ခွဲအဲ့ဒါမျိုးတွေကျွန်တော်တော့ခဏကြော်ပြောခဲ့ပါတယ်ကျွန်တော်နေမှာလည်းဖြစ်တယ်အခြားကျွန်တော်3-4ခုလောက်မှာတော့ကျွန်တော်ဖြစ်လို့ကျွန်တော်ပြောခဲ့မှုလေအဲ့တော့ကျွန်တော်လည်းအများကြီးပြောချင်စီလေးပျောက်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတိုင်းပြည်ရဲ့အားနည်းချက်အားသာချက်ဖြစ်တင်တာမဖြစ်တင်တာတွေထောက်ပြနေတဲ့အချိန်မှာအောက်ခြေကလုံနေတဲ့လူတွေကထင်ရဆိုင်ကြတာလှုပ်ချင်ရှောက်လို့ရတယ်စနစ်တကျမရှိဘူးသူတို့မှာဒါဆိုကျွန်တော်တို့ဘာသွားတွေးမလဲဆိုတော့ကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေအကုန်လုံးကိုဘာလုပ်ပြရမလဲဆိုတော့ကြက်ပြအောင်စာသင်ပေးရမှာကြက်ပြအောင်ပညာသင်ပေးရဘယ်ပြောဆိုလဲဆိုရင်အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့မှချက်မပြည့်ဘူးလို့ပြောချင်တာလားစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့မှ ARV တိုင်းမှာဆိုရင်တရွာနဲ့တရွာရန်ဖြစ်ကြရတော့ကြားပါတယ်အဓိကဘာလဲဆိုတော့လူစားထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဟိုပြောရရင်လူဝယ်တာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှတရားမျှတမှုမရှိလို့ဟိုရွာချင်းတော်မှာတယောက်နဲ့တယောက်အပြန်လန်ဟိုဘယ်လိုပြောမလဲမုံဝါးပြီဆိုတဲ့ကိစ္စမျိုးပေါ့နော်အဲ့လိုမျိုးဟာတွေတော့မှကျွန်တော်ပြဿနာပေါင်းစုံကြားနေရပါတယ်အဲ့တော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်တို့အနေနဲ့ကတော့အတက်နိုင်ဆုံးခင်ဗျားတို့ရှောင်ရှားနိုင်ဖို့အတွက်သတိပေးရတယ်အဲ့တော့ရှောင်တာမရှောင်တာခင်ဗျားတို့အလုပ်ပဲလို့ကျွန်တော်ဗလာတယ်ကြီးကပြောချင်တယ်နော်ဟုတ်ကဲ့ပါနောက်တစ် profile လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီကျွန်တော်တို့ဥယျာဉ်မုံပေါ့နော်ဥယျာဉ်မုံကဒါအမေစုနဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒါဒီနှစ်ဦးနဲ့ပတ်သက်ပြီးတော့မှတိုင်းပြည်ကောင်းဆောင်နှစ်ဦးနဲ့ပတ်သက်ပြီးတော့မှသူဘာတွေပြောမလဲကျွန်တော်အားလုံးနားထောင်ကြည့်အောင်နော်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တားပါနေရောက်ကိုရရှိခဲ့တာကမြန်မာလူဖွဲ့စည်းအတွက်ရတော်တယ်လို့ပြောရပါလိမ့်မယ်သူတို့ရဲ့ကိုယ်ကျင်တရားဉာဏ်ပညာသူရတတိနဲ့စွန့်ပေးဆောင်မှုပါကျွန်တော်တို့အားလုံးအတွက်ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်ဒီအချိန်မှာမြန်မာပြည်သူတွေဟာသူတို့ချစ်တဲ့အမေစုကိုအထူးတလဲလောဆော့နေကြတယ်ကြီးငယ်ရွယ်မရွယ်မြန်မာပြည်သူတွေကဒေါ်ဆတ်စုကြည်ကိုအမေစုလို့ခေါ်ရပါတယ်အမေစုဆိုတဲ့ခေါ်ပေါ်မှာသူတို့ရဲ့ချစ်ခင်မြတ်လို့မြန်မာလူဖွဲ့စည်းရဲ့မိခင်အဖြစ်တန်ဖိုးထားမှုကျွန်တော်တို့
မြင်တွေ့ရဖြစ်ပါလေမေတ္တာဆိုတာသွားပြန်ရှိရဲဆိုတဲ့စကားလိုပဲဒေါ်ဆန်းစုကြည်ရဲ့ပြည်သူပေါ်ထားတဲ့မေတ္တာကိုပြည်သူကတုံ့ပြန်ရောင်ပြန်ဟပ်ခဲ့တာပဲဖြစ်ပါလေမနာလိုဝင်တို့စိတ်အပဒါကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူလေးရှိတဲ့စစ်အုပ်စုကတော့ပြည်သူကဒေါ်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါ်ဆန်းစုကြည်ကိုမုန်းတီးလေဖြစ်ပါလေ။ဘာကြောင့်အခုဒီဒေါ်ဆန်းစုကြည်ကိုပြန်ဖြော့ပေးသေးတာလဲ။သိရပါတယ်။ဒေါ်ဆန်းစုကြည်ဟာအချင်းထောင်ပြင်ပကပြည်သူတွေရဲ့ရေးတော်ပုံကြီးနဲ့တသားတဲ့ရက်တည်နေတဲ့အတွက်ပဲဖြစ်ပါလေ။စစ်အုပ်စုရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါ်ဆန်းစုကြည်ကတော့အကြမ်းဖက်စစ်ကောင်စီကဘလူတနာငယ်ညာမှုမျိုးမှမျောလင်းလိုက်တယ်မဟုတ်ပါဘူး။သူမျောလင်းမှာတော့ပြည်သူတော်လှန်ရေးရဲ့အောင်ပွဲပဲဖြစ်ပါတယ်။အောင်ပွဲရဲ့တေးသံကိုပဲသူနားဆွင့်နေမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ဆိုတော့အမေစုကိုဖမ်းချုပ်ထားတာကပြည်သူကိုတစ္ဆာဖောက်တာနဲ့အတူတူပါပဲ။ဘာကြောင့်လဲပြည်သူနဲ့အမေစုဆိုတာသူတို့ပြောနေတဲ့တသွေးတဲ့တသားတဲ့တတန်တဲ့တမိန်တဲ့ဆိုတဲ့ပုံစံအတိုင်းကိုဖြစ်နေတာပါဒါကြောင့်မို့လို့အမေစုကိုဖမ်းချုပ်ထားခြင်းဟာပြည်သူကိုစော်ကားတာပြည်သူကိုရုပ်မာတာနဲ့အတူတူပါပဲလို့ကျွန်တော်ဗလာတာကြီးကပြောချင်ပါတယ်နောက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဆရာမင်းကိုနိုင်ပေါ့နော်အဲ့တော့ဒီတော်လေးနိုင်မလားလို့မေးတဲ့သူတွေအတွက်ကိုဆရာမင်းကိုနိုင်ကဒီလိုလေးပြောပြလာပါတယ်နားထောင်ကြည့်အောင်ပါအခုဘာလဲဆိုတော့ကျွန်တော်တို့အားလုံးသဘောတူပြီးသားနော်သိပြီးသားနော်ဓမ္မနဲ့အတ္တမတိုက်ပွဲဒါပြီးတယ်ဟုတ်ပြီအဲ့ဒါကနိုင်ငံတစ်ခုရဲ့အရေးမကတော့ဘူးဒါတစ်ကမ္ဘာလုံးရဲ့အရေးပဲသူလူမျိုးတစ်မျိုးရဲ့ကိစ္စမဟုတ်တော့ဘူးလူသားမျိုးနဲ့တစ်ခုလုံးရဲ့ကိစ္စဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သက်သေလည်းပြတယ်တကယ်လည်းလုပ်ပြနေတာအဲ့တော့မေးခွန်းနေရှိတယ်အများကြီးလူတိုင်းမေးချင်နေတဲ့တော်တော်များများလည်းပြတိကျင်နေတယ်အောင်ပါလားဒီတိုက်ပွဲဒီအရေးတော်ဝင်ကြီးအောင်ပါလားကျွန်တော်တို့ပြန်မေးစရာတစ်ခုမှရှိတယ်ခင်ဗျားမှာအောင်စိတ်ရှိပါလားဒါပဲเนาะကျွန်တော်စဉ်းစားကြရအချက်တစ်ချက်ပေးမယ်เนาะကျွန်တော်တို့မျိုးဆက်များပါနဲ့တွဲပြီးတော့လုပ်နေတာအားလုံးအတိလွန်ခဲ့တဲ့အနှစ်30လောက်ကလမ်းတွေပေါ်မှာအခုလိုပဲရင်ဆိုင်ရုံးကန်လှုပ်ရှားခဲ့ကြတဲ့မျိုးဆက်တွေဘယ်ရောက်သွားကြလဲဒါ1996လို့98လို့မျိုးဆက်တွေဘယ်ရောက်သွားကြလဲအားလုံးတည်သွားကြတာမဟုတ်ဘူးနယ်ပယ်အသီးသီးကိုရောက်သွားကြတာနိုင်ငံရေးစီးပွားရေးကလူမှုရေးကမီဒီယာသမားတွေရှိတယ်ဗျာဩဇာတိတ်ကမှကြီးတဲ့လူတွေရှိတယ်ဗျာအမှုပညာသမားတွေရှိတယ်ဗျာနော်ဟိုတက်တိပညာရှင်တွေဖြစ်လာကြတယ်ဗျာစာရေးဆရာတွေဖြစ်လာတယ်ဗျာကျွန်တော်တို့ဟိုဘောနီးပညာလည်းပညာရှင်တွေဖြစ်လာကြတယ်ဥပဒေပညာရှင်တွေဖြစ်လာတယ် CSO တွေထဲမှာရောက်တော့တဲ့ခေါင်းဆောင်တွေနော်သူတေသနာပညာရှင်တွေဖြစ်လာကြတယ်သူတို့တွေကပါလဲနောက်လိုက်တွေကခေါင်းဆောင်တွေကအဲ့ဒါတွေမေးစမ်းခေါင်းဆောင်တွေဖြစ်နေတာကကြိုက်တဲ့နယ်ပယ်ကိုပြောလိုက်အဲ့ဒီမျိုးဆက်တွေကတောင်းမှယူနေတယ်အဲ့လိုပဲသူတဲ့စောတဲ့ X မျိုးဆက်ကလည်းတောင်းမျိုးစုံဒီနေ့ဝင်ပြီးတော့ယူနေကြတာကျွန်တော်ကအထူးသဖြင့်ဒီအခုပြောဆိုမှုမှာကျွန်တော်ဟို generation Z အကြောင်းရင်းရတယ်တော့ပြောပြီးမလို့အခုက Y မျိုးဆက်အကြောင်းကိုကျွန်တော်ပြောပြတယ်အဲ့လိုမျိုးဆက်တုံးကိုချိန်ထားတာအဲ့ဒီတော့အဲ့ဒီ Y မျိုးဆက်တွေမှာဆိုရင်တခါတော့ကလမ်းတွေပေါ်မှာဟိုထောင်နေထဲမှာတောနဲ့ထဲမှာသူတို့တွေကတကယ်သွေးတောက်ရဲပေါ်နေတာတခါသူတို့တွေကတော့ရှည်ကြတဲ့ကာလတွေမှာလေငင်းညာပုံညာကွဲလွဲခဲ့ကြဘူးလေဒါမဲ့အခုပါလေတိုင်းပြည်ရဲ့တည်ရေးရှင်ရေးဖြစ်လာတဲ့အခါမှာသူတို့တွေအကုန်လုံးဟာအသင်းတစ်သင်းထဲမှာဝင်ပြီးတော့ရွရွချွန်ချွန်တစ္ဆာရှိရှိဝင်ပြီးတော့ကစားနေကြပြီဗျာဒါကအောင်ပွဲအတွက်တုံတော့ရေးတော့ကိုအောင်ရမယ်ဆိုတော့လိကတော့အောင်စိမ့်နဲ့နင်းနဲ့မြေဟာအောင်မြေပါပဲဆရာမင်းကုန်နိုင်ပြောခဲ့တယ်လို့ပေါ့နော်ဒီတော်လိုင်းရေးမှာကျွန်တော်တို့ဟာနိုင်ရတာဝန်ကျွန်တော်တို့ထမ်းကြရမယ်နိုင်ရကျွန်တော်တို့လုပ်ရမယ်ပေါ့နော်ဘယ်သူကတော့ဘယ်တာဝန်ယူရမယ်ဆိုပြီးတော့မှကျွန်တော်ပေးထားတာတော့မရှိဘူးအဓိကတော့တော်လိုင်းရေးဆိုတာမျိုးကကိုယ့်ရဲ့စိတ်ရွေးချယ်မှုနဲ့အတူကိုယ်တိုင်တော်လိုင်းရေးအတွက်နိုင်ရဝပါဝင်ရင်းနဲ့မှာကိုယ့်ပြည်သူကိုမျက်နှာမူပြီးတော့မှပြောမယ်ဆိုရင်တော်လိုင်းအောင်မြင်မှုရန်အတွက်ပဲစူးစမ်းပြီးတော့မှလှုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ဘာပဲပြောပါဒီဒေါ်လာရေးအတွက်ကိုဟိုပါဝင်နေကြတဲ့အမိသားသမီးတွေအကုန်လုံးလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးပဲနောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာဒေးလေးဖြစ်ပါစေ။ Brother Review YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ဒေါ်လာများများအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့တလုံးလုံးဝပြည့်ဝနိုင်ကြပါစေ။ Brother Review YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးခဲ့ကြပါအောင်။တင်များဗီဒီယိုတွေတစ်ခြားကြည့်လို့ရအောင်လို့ဘေးနားက Notification ခေါင်းလောက်လို့လည်းနှိပ်ပေးခဲ့ကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။